ကိုကအမြင့်ကိုတက်လှမ်းကျင်တဲ့လူတယောက်ဆိုလို့ရှိရင်အောက်ဆုံးလေကတစ်တွေကိုခိုင်ခန့်နေအောင်တိစောက်ထားဖို့လိုပါတယ်အဲ့လိုပဲပညာရပ်တစ်ခုကိုသင်ကြားတဲ့အခါမှာကိုက beginner level ကိုအခြေခံအောင်မလုပ်ထားဘူးဆိုရင်ဘလောက်ပဲ professional လမ်းကြောင်းကိုသွားနေလမ်းခုလက်မှာအမြဲတမ်းတစ်နေဦးမှာပဲဖြစ်ပါတယ်ခိုင်လေးရဲ့တတူးတင်တန်းမှာဆိုရင်အမြဲတမ်းအာမခံချက်ပေးနိုင်တာကကိုစီမှာလာတတ်တဲ့တင်တန်းသားတွေရွေးချယ်လိုက်တဲ့သင်ခန်းစာတွေနဲ့ပတ်သက်ပြီးကျွမ်းကျင်ပိုင်နိုင်တဲ့အနေအထားတစ်ခုကိုရောက်မှာတင်တန်းဆင်းပေးပါတယ်။တင်တန်းပြီးတော့လို့ဆက်လက်လာခြင်းသေးတဲ့သူတွေကိုလည်းဆက်လက်လာခွင့်ပေးထားတယ်။ဒီလိုပဲအလုပ်ကိုင်ခွင့်လန်းတွေကိုလည်းထပ်ပြီးတော့ပေးထားပါတယ်။အခုလာမယ့်2လပိုင်း15ရက်နေ့မှာခိုင်လေးရဲ့တတူးခြေခံတင်တန်းပြန်ဖွင့်ဖို့ရှိပါတယ်။ဒီတင်တန်းမှာဘယ်လိုလူတွေတက်တင်လဲဆိုတော့နံပါတ်1ကတော့တတူးနဲ့ပတ်သက်ပြီးတော့အတန်မွေးဝမ်းကြောင်းတစ်ခုပြုကျင်တဲ့သူတွေနံပါတ်2ကကြတော့တတူးတင်တန်းတော့မတက်ထားဘူးကိုယ့်အကိုလေးလာရင်းနဲ့ပုံတွေတော့ရေးနေပြီးစနစ်မကျအခြေမခိုင်သေးတဲ့သူတွေနံပါတ်3ကတော့တတူးတင်တန်းတော့တက်နေပြီဒါပေမဲ့လက်ရပိုင်းနဲ့ပတ်သက်ပြီးတော့လိုအပ်ချက်တွေရှိနေသေးတယ်လို့ထင်တဲ့သူတွေလည်းလာတက်လို့ရပါတယ်ဘာလို့လဲဆိုတော့တင်တန်းသားတစ်ခုတစ်ယောက်ချင်းစီရဲ့လိုအပ်ချက်တွေနဲ့ပတ်သက်ပြီးတော့သင်ခန်းစာတွေကိုလည်းပြောင်းလဲသင်ကြားပေးနေတဲ့တင်တန်းမှုလို့ပဲဖြစ်ပါတယ်တင်တန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ချက်လက်တွေကိုသိကျင်နေဆိုလို့ရှိရင်ခိုင်လေးရဲ့ဒီ TikTok CB မှာပဲဖြစ်စေခိုင်လေးတို့စိုင်ဖုန်းနံပါတ်ဖြစ်တဲ့958992263ကိုဖုန်းဆက်ပြီးပဲဖြစ်စေ Viber ကနေဆက်သွယ်ရေးပဲဖြစ်စေအသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါတယ်ဒီတစ်ခေါက်တင်တန်းနေဟာလေးကတော့တာမွေမြို့နယ်မှာဖွင့်ထားတာမို့လို့အားလုံးနဲ့အတူတူ15ရက်နေ့ကြာလို့ရှိရင်တာမွေကဘူးအော်ဒိုင်တတူးစတူဒီယိုတင်တန်းမှာတွေ့ကြပါမယ်